Okay ဒီနေ့ video မှာတော့ကျွန်တော်ကပေါ့နော်သဘာဝဘေးရဲ့အနေမျိုးစုံတွေကြုံတွေ့ရမယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာကျွန်တော်တို့တူလိုက်ကြည့်လိုက်အောင်အခုဆိုရင်ကျွန်တော်တို့ပွဲဆောက်အောင်မလားမသိဘူးပေါ့နော်ဒီမှာတော့ကျွန်တော်တို့ရ vote ပေးလို့ရရပေါ့နော်ကျွန်တော်တို့ map တွေအဲ့တော့ခဏလေးသူများကြီးတော့မလာသေးဘူးထင်တာပဲ okay အခုကကျွန်တော်တို့နိုင်တဲ့လူတွေထင်တာပဲဗျာဟုတ်တယ်ကျွန်တော်အခုကနိုင်တဲ့လူတွေပေါ့နော်အခုမှပွဲကစမှာပေါ့နော် okay သူများကြီးတော့ vote ပေးနေပြီကျွန်တော်ကတော့ဘယ်ကပေးရမလဲမသိဘူးအဲ့သူများကြီးပေးရပဲယူလိုက်တော့ကမဟုတ်လေလူများရဲ့ဟာကြမှာဆိုတော့ကိုကြိုက်တာကိုကိုတယောက်တည်းတော့ရွေးလို့မရဘူးဟာအေးပါကွာဟောလူကဒီအလဲပဲရွေးရတော်တော်များရဲ့ဟာအားလုံးပဲလဲပဲဆော့ကြကွာအဲ့ဆိုလေโอเคအေးငါပတ်စံတော့0ရှိတယ်ပေါ့နော်ဘယ်လောက်ရမလဲတော့မသိဘူးတပွဲနိုင်အေးရောက်ပြီမှတ်ရောက်ပြီဟောဒီကပါတော့အဲဒီထဲဝင်ရမယ်ဒါပါကြီးလဲတော့မသိဘူးစမ်းဖတ်လိုက်အောင်โอเคဒီထဲဝင်ကြဘာလာမလဲတော့မသိဘူးဟေးဟောရေးဝင်ကြဟဲ့ဒါဘန်လားဟာဟုတ်လောက်တယ်ဒါဘန်ထင်တာပဲဟုတ်တယ်ကျွန်တော်ဒီထဲဝင်ရမယ်ဟဲ့ဒါပါတော့အောက်ထပ်လားအောက်ထပ်ဆင်းရမယ်ကျွန်တော်တို့โอเคအဲ့သူများကြီးလည်းသွားနေပြီဟဲ့အောက်ထပ်ဒီဝင်ကြမှာလားဟာဘာလာမလဲမသိဘူးဟဲ့ဒီမှာမိုက်တယ်ဟာโอเคဒီမှာထိုင်လို့ရရပါတော့ဟဲ့အမှန်ကန်ကြီးဟာအေးဒီကတော့ကျွန်တော်တို့တပွဲနိုင်ရင်တော့ဘယ်လောက်ပတ်ဆိုင်ရမလဲမသိဘူးတော့အခါလေးကျွန်တော်ဒီဘက်မှာထိုင်နေရတယ်တော့ဘာမှတော့ထုံလိုက်ဟဲ့ဂရုံးမှာဟာဟိုရှိဒါဖွင့်လို့ရလားဟာဖွင့်လာတာပြောကျွန်တော်တို့ဖွင့်တော့မလားအခုမှကျွန်တော်တို့ပိတ်ခိုင်းနေပေါ့နော်โอเคကျွန်တော်ဒီဘက်မှာဘာရှိရတော့ကြဘာတော့ထူးခြားလာတော့မသိဘူးဗျတွေးတော့ရော့ရနော်ဟဲ့ဒီမှာကျွန်တော်ဘန်ပတ်စံထားနေရတယ်မသိဘူးကျွန်တော်16ချက်တော့ရသွားပြီဟာโอเคတမိနစ်ကျော်တော့ကြံသေးရာအပေါ်ဘက်တက်ကုန်ပြီဟေးโอเคသူများကြီးလည်းပြေးနေကြဒီထဲမှာစုနေကြရအကုန်အေးဒီဘက်တွေတက်သွားကြည့်ရမယ်ကျွန်တော်တို့ဒီဘက်မှာသွားလို့ရတယ်โอเคဟဲ့အောင်ကြီးဘာမှမရှိဘူးပိတ်ထားတာဒီဘက်တွေသွားကြည့်ရမယ်ကျွန်တော်တို့အေးပါကွာဘာမှလည်းမရှိဘူးဒါဟဲ့ပြူတယ်ဟဲ့မထိုင်နဲ့ဟာအပေါ်အဟာကြီးပြူကြရပေါ့နော်โอเคပြူကြရဆိုကျွန်တော်အောက်ပြန်ဆင်းရမယ်โอเคဟဲ့အောက်လေပြူကြရဟာပစ္စည်းအေးပါကောအောက်လေပစ္စည်းပြူကြရဆိုဟဲ့တော်ဆိုးနေပြီငါတို့ပြူကြရဟာရင်လည်းပြီးရင်သွေးရော်တယ်ဟာအေးပါကွာပြည့်အပေါ်လဲမပြင်းနေအပေါ်မှာလည်းပြူနေဟာအေးပါကွာဟဲ့ကြာပြီဟဲ့ဘယ်တဲ့ကြောင်ဟိုဒီတဲ့ကြာရင်ဟိုဒီတဲ့လုံးချုံပဲထင်တာပဲဟဲ့အပေါ်ပစ္စည်းကြာနေဟဲ့အာရုပ်သွေးရော်တယ်ဒီအောက်ထည့်ပဲနေရကောင်းမချင်နေပေါ့နော်โอเคကျွန်တော်ဒီ second လေးပြည့်အောင်မယ်โอเคသွေးနေသွားပြီရေးသွေးနေသွားပြီတေးတော့မှလည်းမသိဘူးနိုင်ပြီထင်တာပဲပေါ့နော်ကျွန်တော် second လေးပြည့်သွားပြီဆိုဟုတ်တယ်ကျွန်တော်နိုင်သွားပြီโอเคကျွန်တော်ဒီတစ်ပွဲတော့နိုင်သွားပြီပေါ့နော်ပတ်စံတော့ကျွန်တော်သိရမလား82ချက်ပဲရလိုက်တယ်ပေါ့နော်ဒီဘက်မှာဘာရှိတယ်တော့မသိဘူးဗျအေးပါကွာတော်ဒီငါသွေးနေတေးအောင်မှာโอเคကျွန်တော်ဒီဘက်မှာပတ်စံနေနဲ့ဘာဝယ်လို့ရလဲဆိုတော့ဘာပါလိကျွန်တော် line မကောင်းတော့တိတ်တော့မမြင်အောင်ဟေးအေးပါကွာဟဲ့သူများရေပုတ်ပေးနေပြီဟေးline နေကြာနေထင်တယ်အေးပါကွာ line ကြာနေရဲ့တဲ့ဟဲ့အောင်ရေးရပြီဒီဘောတက်ရမှာလားမသိဘူးဟေးသူများရေဝင်နေထိုင်ကျွန်တော်ဒီထဲလိုက်ဝင်ရမယ်ဒီထဲမှာပိုးလုံးကြုံမယ်ထင်တာပဲဘာလို့လဲဆိုဒီကောင်ကတိတက်တဲ့ဆိုလို့ဗျာသိရမလားโอเคဘာလာမလဲမသိဘူးကျွန်တော်ကြာရဟာလားဒီဘက်မှာတော့ကျွန်တော် VIP ပေါ့နော် VIP ကျွန်တော်ဒီမှာတော့သိရမလားဟာရောဝဝင်ရုပ်လားဟုတ်တယ် Teddy Bear 600ရဲ့ဟာဈေးကြီးရဲ့ဟာပြီးတော့ဒီဘက်မှာကျွန်တော်အစာဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တာကိုလေးဝယ်ထားရင်ကောင်းမလားဟုတ်တယ်ကျွန်တော်တာကိုလေးဝယ်လိုက်မယ်โอเคဒါသွေးပြည့်ရထင်တာပဲစားရင်โอเคစားရင်သွေးပြည့်ရဟုတ်တယ်ကျွန်တော်စားရင်သွေးပြည့်ရဘာလာမှလဲဟာအေးပါကွာဟဲ့စနေဘာလာမှလဲတော့မသိဘူးကွာအေးပါကွာဒါလည်းဘာကာပဲဗျဘာကာလည်းကျွန်တော်ဝယ်လာအောင်မယ်ဘာကာတိတ်တော့ဈေးမကြီးဘူးပေါ့သိရမလားโอเคဘာလာမလဲမသိဘူးဟေးအေးပါကွာဘာတော့ဟာဘာလာနေကြတော့ဟဲ့ခုနတည်းပြူလာကြီးပဲလားဟာဘာတော့ဟာငလျင်လောက်တာလားဟုတ်တော့ပေါ့အေးပါကွာဟဲ့ရေပြေးရဟဲ့ဒီဘက်မှာပြူးနေဒီထဲမဝင်ကြနဲ့လေကွာဒီထဲမှာပြူးနေရကြီးအေးပါကွာโอเคကျွန်တော်ဒီမှာကျွန်တော်ဒီဟာလေးဆက်ဝယ်ခြင်းသေးရပါတော့ဒါပေမဲ့ပတ်စံမရှိဘူးပေါ့နော်ကျွန်တော် inventory ပြနေဗျ inventory မှာဘာမှလည်းမရှိဘူးနဲ့ဒါတူရပေါ့နော် inventory okay inventory ထဲမှာကျွန်တော်ဒီဘာကဝယ်ထားပြတာပေါ့နော်အေးပါကွာငါဝယ်ထားငါတိပါရဲ့ဟာစားရအောင်ပဲခတော့တွေးပြအောင်တွေးရတိတ်လည်းမတက်ဘူးဟာအေးပါကွာဟဲ့ second ပြည့်ရောမယ်ငါတို့နိုင်တော့မယ် okay နိုင်တော့မယ်နိုင်ပြီကျွန်တော်နိုင်သွားပြီโอเคကျွန်တော်နိုင်သွားပြီပေါ့နော်ကျွန်တော်ရွှေရတော့ကျွန်တော်ပတ်စံရတော့ကျွန်တော်100ကျော်ရရဆိုတော့မဆိုးပါဘူးခုနကမှ82ချက်ထဲရဆိုတော့အဆင်ပြေ
Okay သူများတော့ဗုတ်ပေးနေပြီဟေးငါတို့ဗုတ်မပေးရဘူးကွာဒီဟာလေးပဲပြီးထားလိုက်တော့မယ်မဟုတ်လေလူများရဲ့ဟာကြမှာဆိုတော့သိရမလားလူများရဲ့ဘက်ပဲကျွန်တော်လိုက်ပေးလိုက်တော့မယ် Okay ဒီပေးကြလေကွာမင်းတို့လူနည်းနည်းလေးကိုကွာဒီပဲပေးလိုက်တော့လေမဟုတ်ဘူးလား Okay ကျွန်တော်မတ်လို့နေဟဲ့မိုက်တွေဟာဒီနေရာကျွန်တော်ဘာလာမှလည်းတော့မသိဘူးဟေးဟဲ့မြင်းတဲ့နေရာသွားတဲ့နေထင်တယ်နော်မြင်းတဲ့နေရာသွားတဲ့နေထင်တယ်နော်ငါတို့ဟိုပေါ်တက်မယ်ဟုတ်တယ်ဟိုပေါ်တက်တဲ့နေထင်တာပဲကျွန်တော်တို့လူများရဲ့ဘက်ငါမတက်ဘူးကွာဒီဘက်ပဲသွားတက်မှာတယောက်တည်းဆိုပူတော့အဆင်ပြေသေး Okay ပေါ်တက်ဟဲ့ဒါကြီးရဲ့အဆင်ပြေပါမလားဟာခိုင်တော့ပါဟေးဘာလာမလဲတော့ကျွန်တော်တေချာတော့မသိဘူးဘာလာမလဲဒီမှာကျွန်တော်ဒါကြီးဝယ်လာအောင်မယ်ခဏလေးကျွန်တော်ဟိုဘက်မှာလူအများကြီးပဲကျွန်တော်ရေကြီးနေရပေါ့နော်ရေကြီးနေဆိုကျွန်တော်ဟာခိုင်မလားတော့မသိဘူးပေါ့နော် Okay ရေကြီးရစက္ကန့်တော့ကျွန်တော်သိရမလား20ကျော်ပဲကြံတော့ရေဟိုဘက်မှာလူအများကြီးပဲဒီဘက်မှာငါတကောင်နဲ့ဟာအေးပါကွာငါတယောက်တည်းရဘာဖြစ်တာဟာရောက်ဘာဖြစ်တာဟာရောက်ငါဘလို့ပြုတ်ကြသွားတာဟာအေးပါကွာဟိုတေးပြီဟေးတေးပြီဟာရေအကုန်ပြုတ်ကြတာဟာငါခိုင်းမဲထင်တာလေးကွာဘလူးပြုတ်ကြသွားတာတော့ဟာငါခိုင်းမဲထင်တာလေးကွာဟိုဘက်ကအိမ်ကကျလွတ်တယ်ဟာဟိုဘက်ကအိမ်ကလူရလွတ်သွားတယ်ဟာဒီခါလေးကျွန်တော်ဘယ်မှတ်ကြမလဲဆိုတော့ဒီခါကျကျွန်တော်ဘယ်သွားရင်ကောင်းမလဲအေးဒီဟိုချားကြီးပဲမိုက်တွေဟာချားကြီးစီးရမယ်အေးချားကြီးစီးရမယ်ပြောတာနော်ကျွန်တော်က Okay သွားပါဟာလိုင်းကြနာလည်းမသိဘူးဟေးအေးပါကွာလိုင်းကြနေပါရဲ့ကွာအဲ့တော့ကျွန်တော်လိုင်းကြသွားရင်ပေါ့နော်အေးပါကွာလိုင်းကြသွားရတဲ့အဆင်မပြေဘူးကွာကဲအခုကတော့ကျွန်တော်လိုင်းပြန်ရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ပွဲထပ်စားမယ်ပေါ့နော်ခဏလေးကျွန်တော်ပွဲရမစားသေးဘူးပေါ့နော်သူများကြီးတော့ပွဲစနေတယ်အစင်းတော့ပြည်သေးတယ်ဒီဘက်တွေတွားကြည့်ရမယ်ကျွန်တော်ဒီဘက်တွေမှာတော့ဘာမှမရှိဘူးဒီအောက်ဆင်းရင်ဘာဖြစ်မလဲမသိဘူးဟာအေးပါကွာခိုင်စင်ကြမယ်ရေဟာအောက်ကရေဟာသေးတယ်ဟာအဲ့ရေကအေးပါကွာရေကသေးရတဲ့ဒီဘက်တွေမှာလည်းကျွန်တော်ဘာကြီးဝယ်လို့ရတယ်တော့မသိဘူးဒီဘက်တွေကလည်းခုနဟာနေတူတူပဲဗျဒါယူလို့ရလားယူလို့လည်းမရဘူးကွာမင်းပြထားတာအဆင်မပြေဘူးဟာအေးပါကွာကျွန်တော်ဒီမှာပန်းသီးလို့ကျွန်တော်သိရမလားအေးတွေဝယ်ထားရမယ်ကျွန်တော်တို့ပန်းသီးလည်းဝယ်ထားရမယ်အေးလည်းဝယ်ထားရမယ် Okay အဲ့ဒါမှကျွန်တော်တွေးပြမှာပေါ့နော် Okay ပွဲမစသေးဘူးလားဟာအေးတော့ရထားရပါတော့ကျွန်တော် Okay ကျွန်တော်ပွဲစားတော့မယ်ဗုတ်ပေးရမှာလားကျွန်တော်ကတော့မပေးတော့ဘူးဒါမဲ့ခဏလေးဒါနိုင်ရတဲ့လူတွေထင်တာပဲတော်တော်များတဲ့ဟာဒီခါအသက်ရှင်တဲ့လူတွေကစပိုက်လုံးနိုင်တဲ့ကောင်တွေတော်တော်များရပဲသူများရောဒီပေးလိုက်ကျွန်တော်လည်းဒီပေးလိုက်မယ်ပေါ့နော် Okay ဘာတွေထူးခြားမလဲပေးလိုက်တော့ကွာမင်းတို့ပဲကျွန်တော်နှိပ်ပြီးဆိုတာထားလိုက်တော့ဒီဘက်ဒီမှာတော့ဘာမှတော့ထူးခြားမရှိဘူးဒါကတော့ပထမရတဲ့လူစင်တာပဲဟုတ်တယ်ဒီကောင်ကြီးကဘာကြီးကိုဒီကောင်ကြီးကဘာကြီးကကနာကြီးရေးဘာကောင်ကြီးကိုဟာဒါလည်းပထမရတဲ့သူထင်တာပါပဲပေါ့နော် Okay ပထမရတဲ့လူထင်တာပါအဲ့ပွဲစားကြီးထင်တာပဲမစားသေးဘူးလားဟာအေးပါကွာကြားလိုင်းကြနာလားလိုင်းကြတော့မလုံးနဲ့နော်အဆင်မပြေဘူးစောရတာအေးရောက်ကျွန်တော်ရိုက်ဒီကကျွန်တော်ဘာလာမလဲကျွန်တော်အိမ်နေတဲ့ဝင်တင်နေဟုတ်တယ်အိမ်နေတဲ့ဝင်တင်လိပ်ပြလေးဝင်သွားတယ်ဒီထဲဝင်ရမယ် Okay ဘာထူးကြမလဲဟင်းအောင်ဒါလေးစင်နှမောင်းလာပါရဲ့လေးစင်နှမောင်းလာပါတော့ဒေါ်နာထိုးတယ်နော် Okay ကျွန်တော်လေးစင်နှမောင်းလာမှာဆိုတော့ကျွန်တော်ဒီဘက်ဝင်ထားရမယ်ဘာထူးကြမလဲလေးစင်နှမောင်းလေးစင်နှမောင်းတိုက်တယ်လွင့်သွားပြီလွင့်သွားပြီရေးလေးစင်နှမောင်းလွင့်သွားခဏဖဲအောင်ဟာထွက်မရတော့ရေးထွက်မရတော့ခဲကြပါဦးလို့ဒီထဲမှာခေါင်းညက်နေပြီဟာရေးခေါင်းညက်နေတယ်ကွာအဆင်မပြေဘူးထွက်ကိုမရတော့တာကဲကျွန်တော်ခုဆိုရင်ပွဲလေးပြီးအောင်မယ်ပေါ့နော်ပြီးသွားပြီကျွန်တော်ပွဲလေးပြီးသွားပြီဆိုတော့ကြီးကျွန်တော်ခေါင်းညက်နေရနိုင်သွားရင်ပေါ့နော်အဲ့ချိန်မှာလေးစင်မောင်းလာရင်ကျွန်တော်လွင့်သွားမှာ Okay ဒီပွဲလေးနိုင်သွားပါတယ်ကျွန်တော် Okay ကျွန်တော်ဒီဘက်မှာဆက်ပြီးတော့ကျွန်တော်ဝယ်ထားရမယ်ပန်းသီးလေးပါလေးစားရအောင်တွေးဖြစ်အောင် Okay 140ကျော်ကျန်တယ်ဒါဒီပါဝယ်ထားရမယ်တာကိုတွေပါအဲ့ဒါမှကျွန်တော်တွေးများဖြည့်ရမှာပေါ့နော်ဒီဘက်မှာတော့ဘာတွေလဲတော့မသိဘူးကျွန်တော်ငပြောသီးခွန်တွေဝယ်နေတာပဲငပြောသီးခွန်သိရမလားလူတွေစုနေတဲ့အချိန်ဆိုကျွန်တော်အောက်ပြုတ်ချလို့ရတယ်အကျဉ်းရုပ်လို့ရတယ်ပေါ့နော်အဲ့ရပွဲဆိုင်ဒီခါဘာလာမလဲမသိဘူးရေးထဲကြပြီသေးပြီခဲကြပါဦးရေးထဲကြပြီ
အေးပါကွာရေးရကြပြီဟာ ကဲကျွန်တော်ပေါ်ပြန်တက်လို့ရသွားပြီပေါ့နော်โอเคပေါ်ပြန်တက်လို့ရပြီဆိုကျွန်တော်ဒီဘက်မှာတော့အိမ်ထဲဝင်ထားတဲ့နေတော့ထင်တာပဲဒီမှာဘာရှိသေးဟိုဒါနင်းထဲမှာကျွန်တော်စီးရဟာရှိရဟာအေးပါကွာဒီဘက်မှာတော့အိယာရှိရပေါ့နော်အဆင်ပြေသေးရကျွန်တော်အိဒီကအိလိုတော့ရတာမသိဘူးဟေ့ဆူနိုင်ပြီလားမဟာဆူနိုင်ပြီလားမဆိုကျွန်တော်ဒီထဲမှာနေလို့မရဘူးကျွန်တော်ရေနစ်သေးလေးမယ်ပြင်ထွက်ရမယ်တင်းမောပေါ်တက်ရမယ်တင်းမောပေါ်ပြန်တက်ရမယ်တင်းမောပေါ်ကအမြင့်ရှိရဆိုတော့သိရမလားကျွန်တော်တော့ဒီမြင်းမြတက်လေးကွာရောင်လဲနေလိုင်းကြနာလားဟာအေးဘောကမြင်းမြတက်ရောင်ဆူနာမီလာတော့မှလေဟောင်ရီမိပါမလားဟဲ့ဒီဘိုးတက်ရမှာမဟုတ်ဘူးလားဟာဒီဘိုးတက်ရမှာမဟုတ်ဆိုငါတေဘောအေးဘောကွာဟောင်အော်ဒီမှာရင်တက်ရအောင်ဒီမှာโอเคရပြီကျွန်တော်ဒီဘက်ကဆူနာမီလာတော့မှလည်းမသိဘူးဘယ်မှာလဲဟာဟဲ့ဒီဘောတော့စိတ်ချအောင်တက်ထားလိုက်မယ်အဲ့ဒါမှကျွန်တော်သိရမှာလို့အောင်လို့ဟဲ့ဟိုမှာလာပြီဆူနာမီလာပြီဟဲ့ဆူနာမီလေးတီးတီးလေးပါဟာဘာမှတော့စိတ်ပူစရာတော့မရှိဘူးအေးပါကွာဆူနာမီနဲ့တီးတီးနောက်ထပ်အမြင်ကျွန်တော်ကြီးရည်ပါလာမလားမသိဘူးဆူနာမီအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီလောက်နဲ့မရတော့ဘူးထင်တာပဲဗျမြင်းနေနေရတော့ဟဲ့ပြိုသွားပြီဟောပြိုသွားပြီလေဟောသေပြီပေါ့ဟောသေပြီပေါ့ဟောပြိုသွားပြီဆိုတော့ဟောရေးဟောဟိုပေါ်မြင်မတက်မယ်ဆူနာမီမလာပါနဲ့အိုးဟောလိုင်းကသေးမှာနော်တောင်ရှိရဲ့ပစီကိုကျွန်တော်မြင်မတက်ရမယ်ပေါ့နော်ဒီဘောမတက်နေဒီကိုဒီပေါ်ရဲ့ကျိုးနာမင်းအပေါ်ထိဘလို့ရောက်မလဲဟောဟိုပေါ်ကတော့မြင့်နေအဲ့ပေါ်တက်ရမယ်ဟောဆိုရင်ငါဒီပေါ်လာသိငယ်တော့ဟောအေးရောကွာဟောစက္ကန့်နဲ့ပြီးတော့မှဆိုတော့ရပါပြီမလာတော့ပါဘူးโอเคကျွန်တော်စက္ကန့်နဲ့ပြီးသွားပြီဆိုနိုင်ပြီပေါ့နော်နိုင်သွားပြီကျွန်တော်200ကျော်တော့ရလိုက်တယ်ပေါ့နော်ပတ်စံโอเคအခုကသူတို့ဗုဒ္ဓပေးနေရပေါ့နော်ဗုဒ္ဓပေးနေဆိုကျွန်တော်ဒီပေးလိုက်မယ်ဒီသွားကြလေးကွာမင်းတို့ကောင်နေရတယ်အေးရောကွာအဲ့ဆိုဒီပေးရကွာဟေးအောင်သွားနေကြနေရမသွားနဲ့လေအဲ့နေသွားဘူးပြီမဟုတ်ဘူးလားဟာအေးရောကွာဒီနေရာလေးရတော့မိုက်တယ်ဟာအောက်စင်တော့သေးရပေါ့နော်အေးရောကွာဒီကောင်ကြီးကလည်းကျွန်တော်တော်မိုက်တယ်ဟာစပြီကျွန်တော်မက်ကစနေပြီပေါ့နော်โอเคကျွန်တော်ဒီကဘာလုပ်ရမလဲအပေါ်တက်မှာထင်တာပဲအပေါ်ဆုံးဒီတက်ရမယ်ကျွန်တော်ဘာလာမှလည်းမသိဘူးဟေးဘာအနေရလာမှလည်းမသိဘူးအဲ့တော့ကျွန်တော်ဓာတ်လီဟောင်းသူများကြီးကတော့လီကားပေါ်တက်တယ်ထင်တာပဲကျွန်တော်ကတော့ဓာတ်လီကားတက်မယ်โอเคကျွန်တော်ဓာတ်လီကားတက်တာပိုးမြင်မယ်ထင်တယ်ပေါ့နော်ဓာတ်လီကားတက်ရမယ်ဓာတ်လီကားသွားနေထင်တာပဲဟာအပေါ်ဆုံးရောက်ရင်တော့ရောက်မယ်ထင်တာပဲဟဲ့ acid rain နဲ့ဟာရောက် acid မိုးရွာမှာပေါ့နော်အဲ့ဆိုငါအပေါ်ဆုံးတက်တာမားရွာဟောင်းပြန်စင်မရအောင် acid မိုးဟုတ်တယ်ကျွန်တော် acid မိုးရွာနိုင်အောင်ပြန်စင်ရောက်ရေးအဲ့လိုမသိငါအပေါ်ဆုံးဒီမတက်ပါဘူးကွာအောက်ဆုံးစင်မှာပေါ့ဟာအေးပါကွာအောက်ဆုံးစင်ရမယ်ပြန်စင်ရမယ်အောက်မနေရပူလုံးကြုံမယ်ထင်တယ် acid မိုးဆိုသိရမလားကျွန်တော်အကာရှိရဲ့နေရာမှာနေရအပေါ်ဆုံးတော့ကျွန်တော်သိမှာပေါ့နော်အေးဒီကရောက်ပြီလားဟုတ်ဘူးဒီကမဟုတ်သေးဘူးကျွန်တော်အောက်ဆုံးအဲ့ဒါမှန်တယ်မဟုတ်သေးဘူးဟာအေးပါကွာအောက်ဆုံးရောက်ရင်တော့အဆင်ပြေပြီအဲ့စင်မူကတော့တအားကြီးတော့မခတ်ဘူးကြာလွယ်တယ်အောက်မှာလူကြီးအများကြီးရှိရပဲဟာအေးပါကွာအောက်မှာလည်းလူကြီးအများကြီးပဲခုဆိုရင်ကျွန်တော်ပြီးရောမယ်ပေါ့နော်ပွဲပြီးရောမယ်အေးစေးစက္ကန့်နည်းနည်းပဲလူတော့ဗောနော်ဟဲ့အဲ့စင်မူကကြာတယ်ဟာโอเคကျွန်တော်စက္ကန့်လေးပြီးရောမယ်ဆိုတော့အဆင်ပြေပြီနိုင်ပြီကျွန်တော်နိုင်သွားပြီโอเคနိုင်ပြီကျွန်တော်နိုင်သွားပြီဗောနော်အခုကတော့ကျွန်တော်ရွှေရတော့300ကျော်လေးတော့ရသွားပြီဗောနော်လုံးဝအဆင်ပြေတယ်โอเคအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်တော့ပါမယ်အဲ့တော့နောက်ဗီဒီယိုမှာ gameplay သစ်တွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲbye byeပါ